Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျွန်မအခုအလုပ်လုပ်နေရယ် CU ပေါ့နော်ဒီနေ့ကပထမဆုံး CU အလုပ်ကိုစပြီးတော့လုပ်ရဖြစ်ပါတယ်ဆိုတော့ဒီ CU ကဟိုပေါ့နော်အဖတ်ချစ်တွေကြားထဲမှာတိုက်ခန်းတွေကြားထဲမှာရှိတဲ့ CU ဖြစ်ပါတယ်ဆိုတော့ပထမချိန်တိုင်းလုပ်တဲ့သူကနေတော့ကျွန်မကိုတွဲသွားတာပေါ့နော်လုပ်ဒီစရင်ကြီးပစ္စည်းဘယ်လိုလုပ်ရမလဲလေးပြောသွားပါတယ်ရှင်ဆိုတော့ဒီဒါဆိုရှင်ဒါကျွန်မလုပ်ရမယ့်နေရာဖြစ်ပါတယ်ဆိုတော့ဒီမှာ CCTV လည်းရှိတယ်နော် CCTV ကြည့်လို့ရတယ်ဆိုတော့တော်တော်များများတော့သိနေကြသူတွေကတော့အဆင်ပြေပါတယ်နော်ဒီမှာလုပ်လို့ရတော့ဒီမှာအချိန်ပိုင်းကတော့သူကတက်တာရယ်ဒါပေမဲ့ဒီဟိုလောက်တော့မရဘူးပေါ့နော်စားတော့ဆိုင်မှာလောက်တာတော့မရဘူးပေါ့ဒါပေမဲ့လည်းသူကနေသူအဆင်ပြေပါတယ်ရှုတော့ကဒီကဒီဆက်လိတ်တွေပေါ့နော်ဆက်လိတ်တွေကိုနာမည်ကြီးကြက်ရမှာပေါ့နော်နာမည်မှတ်မိရမယ်ဘယ်အားဘယ်နာမှရှိရပေါ့နော်အဲ့ဒါတွေကိုပြောနိုင်ရမယ်ပေါ့နော်ပြီးလို့ရှိရင်သူစင်ရင်းနေမှန်လားစီရဝယ်သူလိုက်ရောင်းရရင်ဒါပါပဲပိုက်စားရင်လည်းမုတ်တွေဝယ်စားလို့ရပါတယ်